အားလုံးပဲမင်္ဂလာပါရှင်။ Swiss Bar ကနေပြန်လဲကြိုဆိုလိုက်ပါရယ်။ဒီကနေ့မှာတော့ကျမတို့ရဲ့ဘဝအမြင်ကိုအမြင့်ကနေပြောင်းလဲပြီးမဲ့အခတ်ထိုရီရဲ့ The Power of Now စာအုပ်အနည်းချုပ်လေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစာအုပ်ဟာကျမတို့ရဲ့ခေါင်းထဲမှာအမြဲတမ်းစကားပြောနေတဲ့အတွင်းအတန်တွေရဲ့ချုပ်ကိုင်မှုကနေဘယ်လိုလွတ်မြောက်လဲဆိုတာကိုလမ်းပြပေးမှာဖြစ်ပါတယ်။ဒီစာအုပ်အနည်းချုပ်ကလေးကိုအခန်း10ခန်းခွဲပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်။အခန်း1တင်ဟာတည့်ရဲ့စိတ်မဟုတ်ပါကျမတို့ရဲ့အကြီးမားဆုံးသောအမားကတော့ခေါင်းထဲမှာအမြဲတမ်းဝေဖန်နေတဲ့တွေးတောနေတဲ့စိတ်ကိုကိုယ်တိုင်လို့ထင်နေတာပါပဲစာရေးသူကဉာဏ်လင်းရခြင်းဆိုတာအတွေးတွေကနေလွတ်မြောက်တာလို့ဆိုပါတယ်အခုပဲလက်တွေ့စမ်းကြည့်ရအောင်တင်းရဲ့အတွေးတွေကိုဘေးကနေလူစိမ်းတယောက်လိုစောင့်ကြည့်ကြည့်ပါအဲ့ဒီအတွေးကိုမားတယ်မှန်တယ်လို့မဆုံးဖြတ်ပါနဲ့ကိုယ်စိတ်ထဲမှာဒီလိုအတွေးတွေဖြစ်နေပါလားလို့တီးုံလေးတီးပေးပါအဲ့ဒီလိုတီးလိုက်တဲ့အခိုက်အတန့်မှာပဲတင်ဟာအတွေးရဲ့အကျဉ်းသားမဟုတ်တော့ပဲအဲ့ဒီအတွေးကိုကြည့်နေတဲ့အတိစိတ်ဖြစ်သွားပါပြီအခန်းနဲ့စိတ်ဆင်းရဲမှုမှကင်းဝေးရလန်းလူသားတွေရဲ့စိတ်ဆင်းရဲမှုအလုံးဟာလက်ရှိဖြစ်တည်နေတဲ့အရှိတရားကိုတွန်းလှန်ခြင်းကနေလာတာပါဒါမျိုးမဖြစ်တင်ဘူးငါဒါကိုမကြိုက်ဘူးလို့တင်းနေတူရဲ့တင်ဆင်းရဲနေအောင်ပါပဲနောက်တစ်ခုကနာကျင်မှုခန္ဓာကိုယ်အကြောင်းပါကျမတို့မှာအတိတ်ကဆူဆောင်းထားတဲ့စိတ်တန်ရာတွေရှိပါတယ်တခုခုအစင်မပြေတာနဲ့အဲ့ဒီနာကျင်မှုကနိုးလာပြီးတင့်ကိုပိုစိတ်ဆင်းရဲအောင်လုပ်ပါတယ်ဒါကိုကုစားဖို့နီလန်ကတော့နာကျင်မှုဖြစ်လာတဲ့အခါမရှောင်ပြေးပါနဲ့ငါ့ထဲမှာနာကျင်မှုတစ်ခုဖြစ်နေရဲဆိုတာကိုအေးစစ်စစ်စိုက်ကြည့်နေပေးပါအတိနဲ့ကြည့်လိုက်တဲ့အခါအဲ့ဒီနာကျင်မှုဟာစွမ်းအင်တစ်တွေအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်အခန်းတုံးပြစ္ဆုတ်ပံထဲတို့နည်းနည်းရှိုင်းဝေရောက်ခြင်းကျမတို့မှာနာယီနဲ့ပြတဲ့အချိန်ရှိသလိုစိတ်ကဖန်တီးတဲ့အချိန်လည်းရှိပါတယ်နာယီအချိန်ကိုတော့အလုပ်လုပ်ဖို့တုံးပါဒါပေမဲ့ psychological time လို့ခေါ်တဲ့အတိတ်ကအမားတွေမှာနေထိုင်ခြင်းနဲ့အနာဂတ်အတွက်ကြိုတင်ပူပန်ခြင်းတွေကိုတော့အခုပဲရပ်တန့်လိုက်ပါတခုမှထားဖို့ကကျင့်ဘဝမှာအခုဆိုတာထက်ပိုရေးကြည့်တာဘာမှမရှိပါဘူးအတိတ်ဆိုတာပြီးသွားတဲ့အခိုက်အတန့်ဖြစ်ပြီးအနာဂတ်ဆိုတာလည်းရောက်လာအောင်မဲ့အခိုက်အတန့်တစ်ခုပါပဲဒါကြောင့်အခုအချိန်လေးကိုအလေးထားပြီးရှင်းတန်လိုက်ပါအခန်းလေးအတရဲ့လက်ွက်များအတဆိုတာမိမိရဲ့အပြင်းမဲ့ဂုဏ်ပုတ်တွေပိုင်ဆိုင်မှုတွေပေါ်မှာအခြေခံပြီးတည်ဆောက်ထားတဲ့မိမိအတုဖြစ်ပါတယ်အတဟာအမြဲတမ်းတစ်ခုခုလိုချင်နေတယ်မချင်နိုင်ဘူးဖြစ်နေတတ်ပါတယ်သူကငါအိမ်အကြီးကြီးရရင်ပျော်မှာပါလို့အနာဂတ်မှာပျော်ရွှင်မှုကိုရှာခိုင်းပါတယ်တကယ်တော့ပျော်ရွှင်မှုဟာတစ်ခုခုကိုရယူခြင်းမှာမရှိပါဘူးတင်းရဲ့ဖြစ်တည်မှုမှာပဲရှိပါတယ်ဒါကြောင့်အတရဲ့ချုပ်ကိုင်မှုကနေလွတ်ချင်ရင်ပြစ္ဆုတ်ပံမှာပဲတတိကပ်ပြီးနေထိုင်ပါလို့စာရေးဆရာကဆိုထားပါတယ်အခန်းကနှုတ်ချခြင်းဒီနေရာမှာစာရေးသူကနှုတ်ချခြင်းကိုအတွေ့မရှိပဲသိနေခြင်းလို့အတိတ်ပဲဖွင့်ပါတယ်ဥပမာတေဟာလာပါတဲ့ပန်းကပင်းကိုကြည့်နေတဲ့အခါခေါင်းထဲမှာဒီပန်းကလာလိုက်တာလို့တော့မတွေ့ပဲပန်းရဲ့အလားကိုစိုက်ကြည့်နေတဲ့ခိုင်တံမျိုးပေါ့အဲ့ဒါဟာတတိအပြည့်ရှိနေတဲ့အခြေအနေပါနေ့စဉ်ဘဝမှာလည်းလမ်းလျှောက်တာဟိတောက်တာတွေမှာစိတ်ကိုတခြားမရောက်စေပဲအဲ့ဒီအလုပ်ပမာပဲအာယုံစိုက်ခြင်းဖြင့်ဒီလိုနှုတ်ချမှုကိုလေ့ကျင့်နိုင်ပါတယ်အခန်း6အတွင်းခန္ဓာပြစ္ဆုတ်ကွယ်မှာနေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ခန္ဓာကိုယ်အတွင်းပိုင်းကိုအာယုံစိုက်တာဖြစ်ပါတယ်တင်လက်ချောင်းလေးတွေခြေချောင်းလေးတွေထဲမှာစစ်စစ်နေတဲ့အတက်တက်ကိုခံစားကြည့်ပါအတွင်းခန္ဓာကိုယ်ကိုတတိကတ်ထားရင်သင်စိတ်ဟာအတိတ်နဲ့အနာဂတ်ကိုလစ်မသွားနိုင်တော့ပါဘူးဒါဟာတင့်ကိုပြစ္ဆုတ်ပံမှာမြင်းညံစေတဲ့ကြောက်ဆူတစ်ခုလိုပါပဲအခန်းကနဲ့မြင်မြင်နိုင်တဲ့ကဘာတို့တွားတဲ့တကပောင်များလောကကြီးမှာအတန်တွေရှိသလိုအတန်တွေကြားတဲ့ကတိတ်ဆိတ်မှုလည်းရှိပါတယ်အရာဝတ္ထုတွေရှိသလိုအရာဝတ္ထုတွေကြားကဟင်းလင်းပြင်လည်းရှိပါတယ်ကျမတို့ဟာအတန်နဲ့အရာဝတ္ထုတွေကိုပဲအာယုံစိုက်လေရှိပါတယ်ဒါပေမဲ့
တိတ်ဆိတ်မှုနဲ့ဟင်းလင်းပြစ်ကိုပါသတိပြုမိလာတဲ့အခါတင်းရဲ့အတွင်းစိတ်ဟာအလွန်တရာငြိမ်ချမ်းသွားပါလိမ့်မယ်။အဲ့ဒါဟာမမြင်နိုင်တဲ့ကဘာစီကိုတွားတဲ့တကပေါက်တွေပါပဲ။အခန်းရှိဉာဏ်လင်းရသောပတ်သက်ဆွနေမှုများအချစ်နဲ့အမုန်းဟာအလွန်နီးစပ်ပါတယ်။အတအခြေခံတဲ့အချစ်ဆိုတာကိုယ့်ရဲ့လူရင်းဆန္ဒကိုဖြစ်စီပေးဖို့မျှော်လင့်တာဖြစ်လို့အဖြစ်စီပေးနိုင်တဲ့အခါဒေါရနဲ့အမုန်းဖြစ်လာတတ်ပါတယ်။စစ်မှန်တဲ့ဟဆန်ရေးဆိုတာတစ်ဖက်လူကိုပြောင်းလဲဖို့မကြိုးစားပဲသူ့ရဲ့အာဏာချက်တွေကိုပါသတိနဲ့လက်ခံပေးတာဖြစ်ပါတယ်။တစ်ဖက်လူရဲ့အတ္တကိုကိုယ့်ရဲ့အတ္တနဲ့ပြန်မတုတ်ပြန်တာဟာအကောင်းဆုံးပတ်သက်ဆက်နွယ်မှုပါ။အခန်းကိုပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုလောကမှာကံကောင်းခြင်းနဲ့ကံဆိုးခြင်းဟာတွန်တွဲနေပါတယ်။အပြစ်မဲ့အခြေအနေတွေပေါ်မှာပဲပျော်ရွှင်မှုကိုတည်ဆောက်ထားရင်အဲ့ဒီအခြေအနေပျက်စီးသွားတာနဲ့တင်စိတ်ဆင်းရဲရပါလိမ့်မယ်။ဒါပေမဲ့အတွင်းစိတ်ငြိမ်းချမ်းမှုကတော့ပြင်ပအခြေအနေပေါ်မှာမတည်ပါဘူး။ဘလို့အခက်အခဲမျိုးကြုံရပါစေပြစ္ဆုတ်ပံကိုလက်ခံနိုင်တဲ့စိတ်ရှိရင်တည်ရငြိမ်းချမ်းမှုကိုဘယ်သူမှမဖျက်ဆီးနိုင်ပါဘူးလို့စာရေးဆရာကဆိုထားပါတယ်။အခန်း30လက်ခံခြင်းရဲ့အကျိတ်ပဲနောက်ဆုံးအခန်းကတော့ဒီစာအုပ်ရဲ့အနည်းချုပ်ပါပဲလက်ခံခြင်းဆိုတာအရှုံးပေးတာမဟုတ်ပါဘူးလက်ရှိဖြစ်ဖြစ်နေတဲ့အရှိတရားကိုမတွန်းလှန်ပဲလက်ခံလိုက်တာပါဥပမာကားလမ်းပိတ်နေရင်စိတ်တူမဲ့အစားလမ်းပိတ်နေတာအရှိတရားပဲလို့လက်ခံလိုက်တာမျိုးပါလက်ခံလိုက်တဲ့အခါစိတ်ဟာတည်ငြိမ်သွားပါတယ်အဲ့ဒီလိုတည်ငြိမ်တဲ့စိတ်နဲ့မှပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းနိုင်မဲ့ဉာဏ်ပညာတွေပေါ်ထွက်လာမှာဖြစ်ပါတယ်ဒီစာအုပ်အနည်းချုပ်ကလေးကိုနှောင်းပြီးရဲ့နောက်မှာကျင့်ဘဝဟာအရင်လိုမဟုတ်တော့ပဲပုံမပေါ်ပါငြိမ်းချမ်းလာလိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်။အတ္တိတရားဆိုတာနေ့စဉ်လေးကျင့်ရမယ့်အရာတစ်ခုပါ။အခုပဲတင်းရဲ့အသက်ရှူမှုကိုတတိပြုရင်တိစုပ်ပံရဲ့ရင်ချမ်းမှုကိုခံစားလိုက်ပါ။နောက်ထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲတိစုပ်ပံမှာကြုံမိနိုင်ကြပါစေရှင်။